လို့ရေလူတစ်ယောက်ဟာလင်းမြန်တစ်စီးလုံးကိုစားဖြစ်နိုင်တယ်ဆိုတာသိရုံလားဟုတ်ပါတယ်ဒါကရုပ်ရှင်တွေကစူပါမန်တစ်ယောက်အကြောင်းလည်းမဟုတ်ဘူးတကယ်ရှိခဲ့တဲ့ကမ္ဘာထူးဆန်းဆုံးလူသားတစ်ယောက်အကြောင်းပါသူဟာစပိန်တွေ TV တွေနဲ့နောက်ဆုံးလင်းပြန်ကြီးတစ်စီးကိုပါအစားဆုံးစားဖြစ်ခဲ့တာပါသူကဘာလို့လဲဒါကိုဘယ်လိုလုပ်ခဲ့တာလဲသူ့နာမည်ကတော့မိုက်ကယ်လူတီလိုလို့ခေါ်ပါတယ်ပြင်သစ်အမျိုးသားတအုပ်ဖြစ်ပြီးတော့ကဘာကတော့သူ့ကိုအရာရာကိုစားနိုင်တဲ့လူသိများပါတယ်သူဟာအသက်9နှစ်အရွယ်ကလေးကဖန်ခွက်တွေကိုစတင်စားသုံးခဲ့ပြီးသူ့ရဲ့ထူးခြားတဲ့စွမ်းရည်ကိုသိရှိခဲ့တာပါသူစားခဲ့သောအရာများသူ့ရဲ့တက်တန်းတစ်လျှောက်မှာသူစားခဲ့တာတွေကတော့တကယ်ကိုမယုံနိုင်စရာပါပဲစပိန်18စီဈေးဝယ်လဲ15ခု TV 9လုံးနဲ့အခြားတန်တဲ့ပစ္စည်းအများအများကိုသူကအစာအိမ်နဲ့ထည့်ခဲ့တာပါအဆန်းဆုံးကတော့1988ခုနှစ်ကနေ1980အထိနှစ်နှစ်တာအတွင်းမှာ Cessna 150အမျိုးအစားလေယာဉ်မြန်ကြီးတစ်စီးလုံးကိုဓာတ်စားစီဖြုတ်ပြီးတော့နှစ်နှစ်တိုင်တိုင်ဖြည်းဖြည်းချင်းစပစ်ခဲ့တာပဲဖြစ်ပါတယ်ဘယ်လိုလုပ်ခဲ့တာလဲဆရာဝန်ကြီးစစ်ဆေးကြည့်တဲ့အခါမှာတော့လိုတီလိုရဲ့အစာအိမ်နိုင်ရန်ဟာတာမန်လူတွေထက်2ဆပိုထူနေတာကိုတွေ့ရပါတယ်ဒါအပြင်သူ့ရဲ့အစာအိမ်အက်ဆစ်ကတန်တွေကိုတော့အရေးပြောစေနိုင်လောက်အောင်ပြင်းထန်နေခဲ့ပါတယ်။သူဟာတန်တွေကိုစားတဲ့အခါမှာရေအမြောက်အများနဲ့ချောစစ်ကိုသုံးပြီးတော့မျိုးချလေးရှိပါတယ်။ထူးဆန်းတဲ့အချက်ကတော့သူဟာတန်တွေကိုအေးဆေးဆေးစားနိုင်ပေမဲ့တာမန်လူတွေစားတဲ့ငပြောသီးနဲ့ကြက်ဥပြုတ်တွေကိုစားရင်တော့အစာမကြေဖြစ်ပြီးနေမကောင်းဖြစ်တတ်တယ်လို့ဆိုပါတယ်။သူဟာ2009ခုနှစ်အသက်58နှစ်အရွယ်မှာတဘာဝအတိုင်းပဲကွယ်လွန်ခဲ့တာဖြစ်ပါတယ်။သူစားခဲ့တဲ့တန်ထွေတွေကြောင့်သေဆုံးတာမဟုတ်ပဲတာမန်အတိုင်းပဲဆုံးမသွားတာကတကယ်ကိုအံ့ဩဖို့ကောင်းတဲ့အချက်ပါပဲ။မိသားစုတို့ရောလိုတီလိုထူးဆန်းတဲ့လူမျိုးကိုတွေ့ဘူးကြလားဒါမှမဟုတ်အခြားထူးဆန်းတဲ့လူတွေအကြောင်းကိုပိုပြီးသိချင်တယ်ဆိုလို့ရှိရင်ကိုမမချရေးဖြစ်ခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ရှင်